အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကတ်နံပါတ်၄ဖြစ်တဲ့ The Emperor ရဲ့အလှည့်ပါဒီနေရာမှာကျမကတ်ကိုမရှင်းခင်ပေါ့နော်၄ဆိုတဲ့ကဏ္ဍကိုကျမပြပြခြင်းတယ်ကျမတို့ဒီနေရာမှာ၄ဆိုတာကိုလေဘာကိုမြင်ရမလဲဆိုရင်ထောက်မှန်စတုကန်တစ်ခုကိုမြင်ကြည့်ပေါ့နော်တော့ကျမဒီကတ်ကလေးကိုပဲမြင်ကြည့်ထောက်၄တောင်ရှိတယ်အနားလေးကိုရှိတယ်ထောက်မှန်နဲ့တိကျတယ်ပြောမယ်ဆိုရင်ကဘောင်ခတ်ထားသလိုမျိုးခံစားရတယ်ပေါ့နော်အဲ့တော့နံပါတ်၄ဆိုတာဟာဘာလဲဆိုတော့စီးရီဘောင်တွေနဲ့စနစ်တကျစီမံခြင်းအုပ်ချုပ်ခြင်းကိုပြောတာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ကဒီကက်ရဲ့အထိပ္ပယ်ကိုသွားကြည့်လိုက်ကြရအောင်နော်။အရင်ဆုံးဗာမြင်ရမလဲဆိုရင်ဒီဘရင်ကြီးရဲ့လုံးဝကိုခိုင်မာတဲ့ကြောက်ထိုင်ခုံကြီးပေါ့နော်။ကျမတို့ Empress မှာတော့ကသူကကုရှင်ကြီးနဲ့ပြုတ်ပြောင်းထိုင်နေပြီမဲ့Emperor ရဲ့အလှည့်ရောက်လာတဲ့အခါမှာတော့သူကတကယ်ကိုခိုင်မာပြီးတော့မာကြောတဲ့ကြောက်သားအတိလှုပ်ထားတဲ့ဒီထိုင်ကုန်ကြီးကိုထိုင်နေရဲပေါ့နော်ပြီးတော့ထိုင်ကုန်ကြီးကမီကိုရောင်ကြီးအဖြူရောင်မဟုတ်ဘူးဒါမီကိုရောင်နော်မီကိုရောင်ဆိုတာကကျမတို့ဒီ color theory ရဆိုရင်သူက neutral ဖြစ်နေတယ်ဆိုလိုချင်တာကဘာအဓိပ္ပာယ်မှမရှိတာမျိုးသူမဟုတ်သူ့မှာအဝါတို့အနီတို့ဘာလို့ဘာဖြစ်ရမလဲဆိုတဲ့အဓိပ္ပာယ်မရှိဘဲနဲ့သူကလုံးဝကို neutral ဖြစ်နေရဲဆိုတဲ့သဘောပေါ့နော်အဲ့ဒီမှာသူ့ရဲ့ဘေးနားမှာဒီမှာကြည့်တိုးကောင်းကြီး၄ခုပါတယ်တွေ့လားဟိုဘက်ဒီဘက်အရှိနှစ်ဖက်အဲ့လိုမျိုးသူဒါမျက်နှာမှုထားတဲ့တိုးကောင်းလေးခုလည်းပါတယ်အဲ့ဒါဘာလဲပေါ့အရင်ဆုံးဒီကြောက်ထိုင်ကုန်းကဘာလဲဆိုရှင်ဘရင်ကြီးရဲ့စိတ်ဟာလုံးဝကိုဒီကြောက်ထိုင်ကုန်းကြီးလိုပဲသူ့ရဲ့စိတ်နဲ့သူ့ရဲ့ဒီဆုံးဖြတ်ချက်ခိုင်မာမှုပြတ်သားမှုတွေကတကယ်ကိုမာကြောခတ်ထန်တယ်ဆိုတာကိုရည်ညွှန်းနေပါတယ်ဘရင်မကြီးမှာတော့သူဟာပျော့ပြောင်းတဲ့မြစ်တာနဲ့အုပ်ချုပ်တဲ့ Empress ကြီးကလုံးဝကိုသူထိုင်တဲ့ထိုင်ကုန်းရဲ့ကုရှင်ကြီးကအပျော်စားလုံးဝတကယ်ကိုစိန်ချနဲ့ထိုင်နေရဒါပေမဲ့ဒီ Emperor ကိုရောက်တဲ့အခါမှာသူကဒီကြောက်ထိုင်ကုန်းကြီးအပေါ်မှာကိုပဲတကယ်ကိုဒါမမာထန်ထန်ပြက်ပြက်သားပုံစံမျိုးကြီးနဲ့ထိုင်နေတဲ့ပေါ့နော်အဲ့ဒါဟာသူကလောကမှာရှိတဲ့လူသားအလုံးကိုသူမဟုတ်သူအုပ်ချုပ်နေတဲ့ဒီကဘာကြီးကိုသူကစီးစနစ်တိကျစွာစီကံတကျနဲ့တင်းကျပ်စွာနဲ့အုပ်ချုပ်တယ်ဆိုတာကိုပြောနေပါတယ်ဒီဘေးနားမှာတိုးကောင်းလေးခုပေါ့နော်ဒီတိုးကောင်းလေးခုကကျမတို့မိသားရာသီဖြစ်တဲ့ Aries ကိုကိုစားပြုတယ် Aries ရဲ့ဒါရာသီရုပ်ဖြစ်တဲ့ Ram ဆိုတဲ့ဒီတိုးထီကြီးရဲ့ခေါင်းပေါ့နော်တိုးထီဆိုတာကျမရှင်းလို့မြင်ဘူးကြလားတော့မသိဘူးကွာတိုးထီကြီးကကျမပုံလဲပြတာမယ်ပေါ့နော်ဂျိုကောက်ကောက်ကြီးနဲ့အကောင်ကြီးတွေကတကယ်ကိုအကြီးကြီးသူတို့ကခေါင်းဆောင်မှုကိုစားပြုတဲ့တရိษံတွေလုံးအောင်ပြောလို့ရတယ်ပေါ့နော်တကယ်ကိုလုံးဝဒါတိခိုင်မာစွာရှိတဲ့တရိษံတစ်ခါလုံးအောင်ပြောလို့ရတယ်အဲ့တော့ဘရင်ကြီးမှာဒီ Aries ရဲ့ Ram ဆိုတဲ့ဒီတိုးထီကြီးရဲ့ခေါင်းလေးကိုပါနေတယ်ဒီခေါင်းလေးကဘာလဲဆိုတော့သူ့ရဲ့အရက်၄မျက်နှာလုံးကိုသူ့ရဲ့အာနာစက်သူ့ရဲ့တင်းမာပြတ်သားတဲ့ခေါင်းဆောင်မှုစနစ်နဲ့တကယ်ကိုခိုင်မာတဲ့စိတ်ဓာတ်နဲ့အုပ်ချုပ်မှုတွေဟာအရက်၄မျက်နှာလုံးကိုဖြန့်ကျက်ထားတယ်ဆိုတာကိုပြောနေပါတယ်ပြီးတော့ဒီကြောက်သားထုကြီးပေါ့နော်သွားရှိမှာပြောခဲ့တယ်ဒီကြောက်သားကြီးကဒါမိကိုရောင်ကြီးဖြစ်တယ်ဆိုလိုချင်တာကသူ့မှာတခြားအယောင်လေးလိုမျိုးအတိတ်ပဲမရှိဘူးခံစားချက်မရှိဘူးတကယ်ကိုခံစားချက်မဲ့စွာနဲ့တိတိနေနေအေးဆက်ဆက်နဲ့သူ့ရဲ့ logic အုံနှောက်သူ့ရဲ့အသိပညာသူ့ရဲ့ဆုံးဖြတ်ချက်တွေကိုပဲဒါအခြေခံပြီးတော့အုပ်ချုပ်တယ်လုံးဝခံစားချက်ကိုဦးစားမပေးဘူးထဲမသွက်ဘူးဆိုတဲ့အတိတ်ပဲပေါ့နော်အနောက်မှာကြည့်လိုက်ဒါအနောက်မှာဆိုလို့ရှိရင်ကောင်းခင်ကြီးကအနီရောင်တော့မဟုတ်ကျမတို့လိမ္မောရောင်တောက်ကြီးကိုမြင်ရလိမ့်မယ်ဒါကသူ့ရဲ့ရဲရဲမှု passion နဲ့စိတ်အားထက်သန်မှုတွေကိုဖော်ပြရတယ်ဒီအောက်မှာကြောက်တာအဝါကြီးပေါ့နော်ကြောက်တာအဝါကသူကဟိုအဝါရောင်ဆိုကျွန်တော်လွတ်လပ်တယ်ပေါ့ပါပျော်ရွှင်နေဆိုပေမဲ့လေဒီနေရာမှာကျတော့သူကဉာဏ်ပညာရဲ့ပွင့်လင်းမှုကိုစားပြုပါတယ်ပြီးတော့ဒီဟာကဒီတောင်ကြီးကြည့်မယ်ဆိုလုံးဝကြောက်တောင်ကြီးကွာ Empress မှာတော့ကသူကအနောက်မှာစိမ့်လန်းတဲ့တောအုပ်ကြီးသူ့ရဲ့တစ်တော်ကြီးကတောင်ကြီးကတကယ်တစ်တော်အုပ်တွေရှိတဲ့တောင်ကြီးဒါပေမဲ့ Emperor ရဲ့တောင်ကကြောက်တောင်ကြီးဖြစ်နေတယ်သူဟာဘာလဲဆိုတော့ဒီတောင်ကြီးကလုံးဝ6တွေ့ပြီးတော့ကြမ်းတမ်းတယ်ရေလုံးဝမရှိဘူးကျမတို့တဲတော့မှာရေဆိုတာကခံစားချက်အဲ့တော့သူဟာသူ့ရဲ့နောက်မှာရှိတဲ့ကြောက်တောင်သူ့ကိုကိုစားပြုတဲ့ကြောက်တောင်ဟာလုံးဝခံစားချက်တွေမပါဘဲနဲ့တကယ်ကိုခံစားချက်ကင်းမဲ့စွာနဲ့မမာထထန်စီးစနစ်ကြကြစီကံရှိရှိနဲ့သူဟာထုတ်တယ်သူ့ရဲ့ logic တွေအတွေးခေါ်တွေ thinking ပိုင်းတွေအားလုံးကလည်းတကယ်ကြောက်ဆောင်ကြီးလိုပဲလုံးဝခိုင်မာပြတ်သားတယ်ဆိုတဲ့အထိပ္ပယ်ပေါ့နော်ဒီမှာသူ့ရဲ့အင်ဂျီကိုကြည့်အင်ဂျီကကြတော့အနီရောင်ဝတ်ရုံအောက်မှာတော့တန်ချက်ကလည်းဝတ်ထားသေးတယ်ဒီတန်ချက်ကကြတော့အပြာရောင်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူ့မှာတကယ်ကိုသူကဒါအနီရောင်ကတော့ကျမတို့သိတဲ့အတိုင်းပဲဒါသူ့ရဲ့ရဲရဲမှုပြတ်သားမှုတွေသူ့ရဲ့တတိတွေဒါတွေကိုကိုစားပြုတယ်သူ့ရဲ့စိတ်သက်ခိုင်မာမှုတွေကိုစားပြုပြီးတော့အောက်ကတန်ချက်ကကြတော့ဘာလဲဆိုတော့သူကဒီလောကီကိုသူကအုပ်ချုပ်ရုံနဲ့မကဘူးအကယ်၍ကောင်းကွယ်ဖို့လိုအပ်လာမယ်ဆိုရင်လည်းတကယ်စစ်တီတယောက်လို့ချက်ချင်းပဲတိုက်ခိုက်ဖို့အသင့်ပြင်ထားတယ်လို့ပြောပါတယ်ဒီအောက်ကတန်ချက်ကအပြာအောင်ဖြစ်နေရပေါ့နော်သူကအနီရောင်ဆိုတဲ့ passion စိတ်အားထက်သန်မှုဒေါသဒါတွေကိုရှိနေတယ်လို့ပဲသူ့ရဲ့အပြာအောင်ဆိုသူ့ရဲ့ဉာဏ်ပညာရဲ့ဆင်ခြင်တုံတင်ရတွင်းစိတ်ရဲ့အသိဉာဏ်စတာတွေကိုကိုစားပြုရတဲ့အတွက်ကြောင့်သူဟာသူ့ရဲ့
ကဘာကြီးကို passion တွေစိတ်အားထက်သန်မှုနဲ့အုပ်ချုပ်တယ်လို့တစ်ဖက်မှာလည်းသူ့ရဲ့ဉာဏ်ပညာကသူ့ရဲ့ဒီစိတ်ကိုအစွန်းမရောက်တော့အောင်ထိန်းပေးထားရတယ် balance ညီနဲ့ရှိနေရဲဆိုတာကိုပြောပါတယ်ပြီးတော့ဒီတန်ချက်ခါဆိုတာကလည်းသူ့ရဲ့အတွင်းစိတ်ကိုဖုံးကွယ်ဖို့အတွက်ဝတ်ထားတယ်လို့တချို့ကြလည်းဆိုကြတယ်ပေါ့နော်အဲ့တော့ဒီဘရင်ကြီးကသူ့ရဲ့ခန္ဓာချက်တွေကိုလုံးဝမပြောက်ရဲတကယ်ကိုခက်ထန်မာကြောတဲ့ပုံစံမျိုးနဲ့အဖေတယောက်ပြီးသားစွာဖခင်တယောက်လိုမျိုးသူဟာဒီလောကကိုအုပ်ချုပ်တယ်လို့ပြောပါတယ်အဲ့တော့သူ့ရဲ့ညာဘက်လက်မှာကင်ထားတဲ့ဒုတ်တန်လေးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျမတို့ Egypt မှာဆိုလို့ရှိရင်ဒီကောင်ကိုသူက cross လို့ခေါ်တယ်သူဟာဘာလဲဆိုတော့ကျမတို့လောကမှာရှိတဲ့လူသားတွေရဲ့အသက်ရှင်ခြင်းအပြင်လူရဲ့နောက်ဘဝဆိုတဲ့အရာတွေကိုသူကိုစားပြုတယ်ပေါ့နော်လောကီလူသားတွေကျမတို့ဒီမှာရှိတဲ့လူတွေအားလုံးရဲ့အသက်စီဝါဓာတ်တွေအားလုံးရဲ့အုပ်ချုပ်သူတယောက်ဖြစ်တယ်ဒါတွေကိုသူဟာစီမံပြီးအုပ်ချုပ်နေရဲ့စနစ်တကျသူကဒါတွေကိုထိန်းချောင်းနေရဲ့ဆိုတော့ကိုစားပြုတယ်သူရဲ့ဘယ်ဘက်မှာကျတော့ကဘာလုံးကိုစားပြုတဲ့ဒီဆက်လုံးလေးရှိတယ်အဲ့ဒါကိုသူအုပ်ကင်ထားတာမဟုတ်ဘဲနဲ့သူရဲ့လက်ပေါ်မှာစုပ်ကင်ထားတာပေါ့နော်သူဟာသူ့ရဲ့ဒီကဘာကြီးကိုစီမံအုပ်ချုပ်နေတဲ့သူတယောက်ဆိုတာကိုပေါ်လင်းစေပါတယ်ပြီးတော့သူ့ရဲ့မျက်နှာမှာကြည့်လိုက်ရင်မုတ်စိမ်မွေးအရှိကြီးရှိတယ်ပြီးတော့ဒီမုတ်စိမ်မွေးကဖြူနေပြီးသူ့စမင်းတွေအားလုံးကလည်းဖြူနေပြီးဒါဟာဘာလဲဆိုရင်သူ့ရဲ့အသိဉာဏ်ပြီးတော့သူ့ရဲ့အတွေ့အကြုံတွေအားလုံးကကျမတို့ခင်နာတာထထောင်သူကပို့ပြီးတော့အတွေ့အကြုံတွေရှိနေပြီးသားလို့ဆိုလိုတယ်ပေါ့နော်သူကလူပြိုလူရွယ်တယောက်မဟုတ်ဘဲနဲ့သူကအသက်ကြီးကြီးလူတယောက်သူ့ရဲ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေဉာဏ်ပညာတွေအသိဉာဏ်တွေအားလုံးနဲ့သူဟာထက်သန်နေပြီးအတွေ့အကြုံတွေအများကြီးရပြီးသွားပြီဆိုတာကိုသူ့ရဲ့ဒီပုံမှန်တွင်မြင်ကကိုစားပြုပါတယ်ပြီးရင်သူ့ရဲ့ခေါင်းပေါ်မှာရှိတဲ့ဒီရွှေရောင်တရက်ဖူးကြီးတီရှူယံတရဖူးရကြည့်ရမယ်ဆိုရင်တော့ဒီ၄တောင်ဆန်ဆန်ကြီးပေါ့နော်ကျမတို့ပုံမှန်ဘရင်ကြီးရေဆောင်းတဲ့တရဖူးလိုမျိုးသူကအဝိုင်းကြီးအဲ့လိုမျိုးပုံစံမျိုးကြီးမဟုတ်ဘဲနဲ့၄တောင်ဆန်ဆန်လောက်ထားတယ်ပေါ့နော်ဒါဟာသူ့ရဲ့ဥကောင်ထက်မှာသူရတာစီစနစ်ကြတဲ့အတွေးခေါ်တွေစီကန်းတွေကိုရှိနေတယ်ဆိုတာကိုစားပြုပါတယ်ပြီးတော့ဒီတရဖူးကရွှေရောင်ဖြစ်တယ်ဒါဟာရွှေအသားအစစ်နဲ့လောက်ထားတဲ့တရဖူးရွှေဆိုတာကမြင့်မြတ်တဲ့အရာတစ်ခုကိုကိုစားပြုတယ်အဲ့တော့သူဟာကောင်းကင်ဘုံကပေးထားတဲ့အခွင့်အာဏာကိုရရှိရတဲ့သူတကယ်ကို divine power ကြီးသူ့မှာရှိနေတယ်ဆိုတာပြောပါတယ်ပြီးတော့ကျမတို့သူ့ရဲ့တရဖူးကိုသိချာကြည့်မယ်ဆိုရင်သူ့ရဲ့ခေါင်းပေါ်မှာဒါဒီအဖြူရောင်ကြောက်တဲ့အနီရောင်ကြောက်ရှိတယ်ပေါ့နော်ဖြူရောင်ကတချို့ရပလဲလို့ပြောကြတယ်အဓိပ္ပာယ်ကတော့အဖြူရောင်ဆိုတန်ရှင်းခြင်းပြီးတော့သူ့ရဲ့ပလဲကသူ့ရဲ့ဒီကျမတို့မသိစိတ်ကလာတဲ့ဉာဏ်ပညာအနီရောင်ဆိုတာကသူ Mars ဂျိုကိုလည်းကိုစားပြုရဲပေါ့နော် Mars ဆိုတဲ့အင်္ဂါဂျိုကစစ်မှတ်ဖြစ်ပွားခြင်းဒေါသ passion ဒီစိတ်အားထက်သန်မှုစတာတွေကိုစားပြုရဲအဲ့တော့သူ့ရဲ့ခေါင်းပေါ်မှာအနီရောအဖြူရောရှိနေရဲဆိုတာကသူဟာတစ်ဖက်မှာသူ့ရဲ့ passion တွေ power တွေသူ့ရဲ့စိတ်အားထက်သန်မှုတွေသူ့ရဲ့ဒေါသတွေသူ့ရဲ့ကာကွယ်လိုစိတ်တွေရှိနေပေမဲ့သူ့မှာအတွင်းစိတ်ကလာတဲ့ဉာဏ်ပညာဟာလည်းရှိနေတယ်အဲ့ဒါကိုသူ့ရဲ့ဥကောက်ထမှာပတ်စင်လာတယ်ဆိုတော့သူဟာဒီကမ္ဘာလောကကြီးကိုတကယ်ကာကွယ်မှုနဲ့ကောဉာဏ်ပညာနဲ့ပါတကယ်ကိုစီမံအုပ်ချုပ်နေရဆိုတာကိုပြပါတယ်ဒီပုံမှာရှိတဲ့ဒီဖဲပြားပုံစံလေးပေါ့နော်ဒီဟာလေးကိုကျွန်မဒီပုံလေးနဲ့သိချပြပေးပါမယ်သူကကျွန်မတို့ဒီလိုမျိုးပုံစံလေးပေါ့နော် divine ဆိုရဲမြင့်မြတ်တဲ့အာဏာတစ်ခုပေါ့နော်ကောင်းကင်ဘုံကနေပြီးချီထားတဲ့အာဏာဆက်ကိုရထားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေပါတယ်ပြီးတော့သိချကြည့်မယ်ဆိုရင်ဒီအောက်မှာသူ့အောက်မှာစီးစင်းနေတဲ့စမ်းချောင်းလေးရှိပါတယ် okay ဟုတ်ပြီပြောတော့ emperor ကြီးကခန္ဓာချက်မရှိဆိုဒီစမ်းချောင်းလေးကဘာလို့ပါလာလဲပေါ့နော်ဒီစမ်းချောင်းလေးကကျွန်တော်တို့ empress ကြီးမှာရှိခဲ့တုန်းကဒီရေတခွန်လေးကနေလာတဲ့ဒီစမ်းချောင်းလေးပေါ့လေဆိုလို့ကျွန်တော်ကတင် emperor ကြီးကသူ့ရဲ့ပြင်းပြတဲ့စိတ်တက်ခိုင်မာတဲ့စီကံစီမင်းနေတဲ့လောကကြီးကိုအုပ်ချုပ်နေပေမဲ့သူ့မှာတနာကယူနာနဲ့ကျင်နာမှုဆိုတဲ့ခံစားချက်ကလေးတွေရောရှိနေသေးတယ်တို့ပေမဲ့လည်းဒီຢာတွေအားလုံးကိုသူ့ရဲ့ခိုင်မာတဲ့စိတ်တက်ကိုစားပြည့်ဒီကြောက်တောင်ကြီးရဲ့အောက်မှာသူဟာလုံးဝကိုဖုံးကွယ်ထားတယ်ပေါ့နော်ဆိုလို့ကျွန်တော်ကသူ့ရဲ့ခံစားချက်ကိုသူကထုံးမပြဘူးတကယ်ကိုချုံးနှိမ်ထားပြီးတော့သူ့ရဲ့အတွေးတွေ logic တွေစီကံတကြားရှိမှုတွေနဲ့ပဲသူဟာအုပ်ချုပ်တယ်လို့ပြောချင်ပါတယ်ဒီနောက်မှာရှိတဲ့ကြောက်တောင်ကိုကျွန်တော်သိချကြည့်မယ်ဆိုရင်အယောင်မတူတွေ့လာတော့မသိဘူးပေါ့နော်ဒီဘက်ကနည်းနည်းလေးအဝါနှုတ်တယ်ဒီဘက်ကအမှောင်ကျနေလို့မျိုးအဝါရောင်ကနည်းနည်းလေးမှောင်နေတဲ့ပုံစံဖြစ်တယ်ပေါ့နော်ဒါသူ့ရဲ့အထိပ္ပယ်ကတော့တစ်ဖက်ကနေရောင်ကျနေအလင်းဘက်ဖြစ်ပြီးတစ်ဖက်ကကျအမှောင်ကျနေတဲ့အမှောင်ချမ်းပေါ့လေအဲ့ဒါကဘာလဲဆိုတော့သူကကျမတို့ဒီလောကီလူသားတွေရဲ့ကောင်းကျိုးတွေကိုပဲသူကအုပ်ချုပ်ရတာမျိုးစီမံရတာမျိုးမဟုတ်ဘဲနဲ့ဒီအခွင့်အာဏာဆက်ပေါ့နော်သူရရှိထားတဲ့သူ့ရဲ့နေရာနောက်ွယ်ကမမြင်ရတဲ့စိန်ခေါ်မှုတွေရင်ဆိုင်မှုတွေဒီအရာတွေကိုလည်းသူကကြောနောက်မှာမှီထားပြီးတော့တကယ်ကိုရဲရဲဝံ့ဝံ့နဲ့လောကကြီးကိုအုပ်ချုပ်နေတဲ့လူသားတွေရဲ့ကောင်းကျိုးအတွက်ပြုလုပ်ပေးနေရတယ်ဆိုတဲ့အဓိပ္ပာယ်ပါကဲဆိုတော့ဒီကက်ကြလာပြီဆိုရင်ကျွန်တော်သိထားရမှာကကိုရှိမှာမေးနေတဲ့သူတယောက်ကအခက်ခဲကြနေပြီဆိုရင်ဒီကက်ကြလာရဲဆိုပါစို့သူ့မှာဒါသိထားရမှာကပေါ့နော်သူ့ရဲ့အဖေသူ့မဟုတ်သူ့ရဲ့ထက်လူကြီးသူ့ရဲ့အထက်မှာရှိနေတဲ့လူကြီးတယောက်ယောက်သူ့ကိုအပေါ်မှာအာနာရှိတဲ့လူတယောက်ယောက်ရဲ့အကူအညီကိုရတတ်တယ်တခါလေကြာရင်တော့လူကိစ္စနဲ့ဘာညာနဲ့လာမိမယ်ဆိုရင်ဒီလူဟာယာရုတိုးသွားတာမျိုးသူဟာလူတွေပေါ်မှာအုပ်ချုပ်ရတာမျိုးဒီလို empower တယောက်ရဲ့တောင်းပန်ကိုယူရတာမျိုးတကယ်ကို logic ကြနဲ့တွေးခေါ်ရတဲ့အလုပ်တွေလုပ်ကြတာမျိုးခန်းစားချက်မပါဘဲနဲ့ပေါ့နော်ခန်းစားချက်တွေကိုနောက်ထားပြီး logic ကြနဲ့အုံနောက်ကိုပဲအသားပေးပြီးလုပ်ရတဲ့အလုပ်မျိုးရတာမျိုးတွေဖြစ်သွားတတ်ပါတယ်ကဲတောင်းဆိုရင်တော့ကဲရဲ့အထိပ္ပယ်ကိုခြုံငုံမိကြမယ်လို့ကျွန်မထင်ပါတယ်ဒါဆိုရင်ကဲရဲ့အတက်နဲ့ဖြောင်းမြန်ရဲ့အထိပ္ပယ်တွေကိုကျွန်မဆက်ပြောပြပေးပါမယ်ရှင်အလုပ်အကင်နဲ့ငွေကြေးမှာဆိုရင်ကိုကခေါင်းဆောင်မှုနေရာရရှိခြင်း
တောင်ယူမှုကြီးမားတဲ့ယာရုတိုးခြင်းတွေဒါမှမဟုတ်ကိုယ့်ရဲ့ကိုယ်ပိုင်အဖွဲ့အစည်းစီးပွားရေးကိုစီးစနစ်ကြကြစီမံခန့်ခွဲနိုင်ခြင်းတွေစီကံရှိမှုနဲ့ပြတ်သားမှုကြောင့်အောင်မြင်တတ်ပါတယ်။ဩဇာကြီးရဲ့လူကြီးတွေဒါမှမဟုတ်ကိုယ့်အထက်လူကြီးရဲ့ကုညီပံ့ပိုးမှုကိုရတတ်ပါတယ်။ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုကလည်းခိုင်မာတတ်ပါတယ်။ယင်းနှိမ့်မြုပ်နှံမှုတွေကိုစနစ်တကျစစ်စစ်တွက်ချက်၍ပြုလုပ်သင့်ပါတယ်ရှင်။ကျမကြီးမှာဆိုရင်တော့စီကံတကျစားတောက်နေထိုင်မှုတွေလေ့ကျင့်ခန်းစနစ်တကျပြုလုပ်မှုတွေကြောင့်ကိုယ်ခန္ဓာကတန်မာပြီးတော့ကြံ့ခိုင်ပါလိမ့်မယ်။ကိုထိန်းချုပ်နိုင်စွမ်းတွေမြင့်မားနေတဲ့အချိန်ကာလလည်းဖြစ်တတ်ပါတယ်။ပညာရေးမှာတော့အာယုံစူးစိုက်မှုအလွန်ကောင်းတတ်ပါတယ်။အချိန်စရာဆွဲပြီးတော့စနစ်တကျစာချက်ပါကစာမေးပွဲနဲ့ပြိုင်ပွဲတွေမှာထိပ်တန်းရောက်တတ်ပါတယ်။ logic နဲ့စီးစနစ်ကိုအခြေခံတဲ့ဘာသာရပ်တွေမှာထူးချွန်တတ်ပါတယ်။အခြေရင်းမှာဆိုရင်တော့စင်ငယ်တွေဆိုရင်တည်ငြိမ်ရင့်ကျက်ပြီးတော့အကိုရတဲ့သူယာတို့အဆင့်အတန်းရှိတဲ့သူဒါမှမဟုတ်ကိုယ့်ထက်အသက်ပိုကြီးတဲ့ကိုရီမမတွေနဲ့တွေ့ဆုံရတတ်ပါတယ်။ relationship တွေဆိုရင်တော့အချင်းချင်းအကာအကွယ်ပေးနိုင်ပြီးတော့ရေရှည်အတွက်ခိုင်မာတဲ့အစီအစဉ်ဥပမာမင်္ဂလာဆောင်တာမျိုးအဲ့လိုမျိုးစနစ်တကျအစီအစဉ်ဆွဲခြင်းတွေကိုအကောင့်ထဲဖော်နိုင်ပါလိမ့်မယ်။အကယ်၍က reverse ကြလာပြီဆိုပါကအလုပ်နဲ့ငွေကြေးပိုင်းမှာဆိုရင်စီကံကြီးပြီးတော့တင်းကျပ်လွန်းတဲ့အထက်လူကြီးနဲ့ဆောင်ရတတ်ပါတယ်။လုပ်ငန်းခွင်မှာလည်းအစီအစဉ်ဗယံပထာတွေဖြစ်ပြီးတော့ထိန်းချုပ်မရခြင်းဒါမှမဟုတ်ကိုယ်တိုင်ကတာဝန်ယူလို့စိတ်မရှိဘဲနဲ့ဇွဲနေနေခြင်းတွေဖြစ်တတ်တယ်။စီကံမရှိဘဲငွေကိုသုံးစွဲမိရကြောင်းငွေကြေးထိန်းချုပ်မှုတွေလုပ်သွားတတ်ပါတယ်။လုပ်ငန်းခွင်အတွင်းမှာသို့မဟုတ်အဖွဲ့အစည်းအတွင်းမှာငွေကြေးဆိုင်ရာညှဉ်းပန်းမှုတွေဖြစ်ပွားတတ်ပါတယ်။ကျမကြီးမှာဆိုရင်တော့စီကံတကြမနေဘဲနဲ့နေခြင်းတလို့နေတတ်တာကြောင့်ကျမကြီးထိခိုက်တတ်ပါတယ်။စိတ်ဖြစ်စည်းမှုလွန်ကဲ၍ခေါင်းကိုက်ခြင်းအကြောတက်ခြင်းတွေလည်းဖြစ်တတ်ပါတယ်။ကိုကအကြောက်လွန်တာဒါမှမဟုတ်ဒေါသထွက်လွယ်တာကြောင့်တွေးတိုးခြင်းတွေလည်းဖြစ်တတ်ပါတယ်။ပညာရေးမှာဆိုရင်တော့အချိန်စရာအတိုင်းစီကံတကြမလို့ဖဲနဲ့အချိန်ဖြုံးမိတာတွေပြင်းရည်လွန်နေတာတွေစီကံအရန်တင်းကျပ်လွန်တာကြောင့်စိတ်ဖြစ်စည်းမှုများပြီးတော့စမလုံးနိုင်ဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။အခြေရေးဆိုရင်တော့သတိထားမယ့်အခြေအနေဖြစ်ပါတယ်။ဒီကက reverse ကြပြီဆိုတာနဲ့ single တွေဆိုရင်အစွဲလန်းကြည့်ပြီးတော့ကိုစိုက်ကိုဆက်ဆန်းချုပ်ကင်လိုတဲ့သူဒါမှမဟုတ်ကိုပေါ်မှာတာဝန်ယူလို့စိတ်လုံးဝမရှိတဲ့သူတွေကိုသတိထားရပါလိမ့်မယ်။ relationship တွေဆိုရင်တော့ဆက်ဆံရေးမှာတစ်ဖက်သက်အမိန်ပေးချုပ်ကင်လွန်းတာတွေညှိနှိုင်းရခက်လွန်းတာတွေကိုအချင်းချင်းအတပြိုင်ကြတာကြောင့်အဆင်မပြေဖြစ်ရတာမျိုးတွေကြုံရတတ်ပါတယ်။